ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်မျက်ရည်တွေအများကြီးရင်းနှီးခဲ့ရတယ်ခွင့်လွတ်တတ်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်ခွင့်လွတ်နိုင်ဖို့အတွက်ကိုသိခံစိတ်တွေအများကြီးမွေးမြူခဲ့ရတယ်လူတစ်ယောက်နေတတ်သွားဖို့လူတစ်ယောက်နေနိုင်သွားဖို့ဆိုတာတည်ငြိမ်သွားဖို့ဆိုတာကလူမသိသူမသိဆန္ဒတွေအများကြီးမျိုးသိခဲ့ရတယ်ဒီလိုပါပဲတချို့ကလည်းစိတ်နာတတ်အောင်တင်ပေးသွားတယ်တချို့ကလည်းနေတတ်သွားအောင်နေနိုင်သွားအောင်တင်ပေးသွားကြပြန်တယ်တချို့ကကြတော့လေကိုယ့်ဘဝအခြေအနေကိုနားလည်အောင်တင်ပေးသွားကြပြန်တယ်တချို့ကြတော့တဘဝလုံးသာလုံလောက်စေတဲ့သင်ခန်းစာမျိုးစုံကိုပေးသွားကြပြန်တယ်ဒီလိုပါပဲဘဝမှာကိုယ့်ကိုမကျင်တတ်တဲ့လူမုန်းတဲ့လူချစ်တဲ့လူခင်တဲ့လူတွေစီကနေလွတ်ပြန်လာတဲ့ဂုံးတိုက်တာတွေရန်တိုက်တာတွေတပုတ်လေလွင်ပြောတာတွေအိန္ဒြေသိက္ခာမဲ့အောင်ပြောဆိုဆက်ဆံတာတွေဆွတ်ဆွဲတာတွေအားလုံးကိုနားနဲ့နာလိုက်ဖွားနဲ့နာလိုက်ရံပတ်ကြီးနဲ့နာလိုက်နဲ့အချိန်ချင်းလဲနာခဲ့ဘူးပါတယ်လူတိုင်းအပေါ်ကိုနားလဲအောင်ပဲကြိုးစားတော့တယ်ဘာဖြစ်လို့လဲဆိုတော့တခါတလေမှတချို့လူတွေကကိုပြင်ပေးလိုက်ရင်ကောင်းလာမှာပဲဆိုပြီးတော့ကိုယ့်ဘော်ကိုမကောင်းတဲ့လူတွေဇာလိုက်တာမကောင်းတဲ့လူတွေကိုကိုကအမျိုးမျိုးပြုပြင်ပြောင်းလဲပေးကြည့်လို့တယ်မို့လားဒါပေမဲ့ဘယ်တော့ပဲတန်ဖိုးထားပေးအဲ့ဒီလူကသူ့တန်ဖိုးသူတက်အောင်ကြိုးစားလာဘူးတန်ဖိုးကိုလည်းမသိဘူးဘယ်တော့ပဲပိတ်ဆက်သူ့ဘက်ကအတိတရားကမရှိလာဘူးဖယားတော်မှာချွတ်လို့ရတဲ့လူတွေကိုပဲချွတ်သွားတာလေအဲ့ဒီတော့ကိုယ်သဘောတိုင်းမဖြစ်ဘူးလို့ဘယ်သူကမှထင်မနေနဲ့ကိုပြင်ပေးလို့လဲရတဲ့လူပဲရတာမဟုတ်လားအဲ့ဒီတော့ဘဝမှာဘယ်သူကိုချစ်မိလို့နောင်တရရတယ်ဘယ်သူကိုမုန်းမိလို့နောင်တရရတယ်ဆိုတာမျိုးမဖြစ်ရအောင်နောင်တမရခြင်းလို့ဆိုရင်ဘယ်သူကမှလည်းမချစ်ပါနဲ့ဘယ်သူကမှလည်းမမုန်းပါနဲ့တလုံးဘယ်တော့မှနောင်တမရခြင်းလို့ဆိုရင်ကိုချစ်ပါကိုချစ်တယ်ဆိုရင်တော့ခန္ဓာဘောကိုညံရောက်အောင်တတန်တရားလုံးအေးချမ်းသွားအောင်ကိုယ့်ဟာကိုယ်တရားဓမ္မတွေကိုရှာဖွေမိမှာတော့အမှန်ပဲကိုချစ်လို့နောင်တရတယ်ဆိုတာမရှိပါဘူးအဲ့တော့မြတ်ဗုဒ္ဓရဲ့မဂ္ဂင်၈ပါးအကျင့်မြတ်ကိုကျင့်ပါဝိပဿနာတရားကိုအားထုတ်ပါလို့ပြောတာတရားတော်တွေကိုလေ့လာစီပူအားထုတ်နိုင်ပြီးတော့ခန္ဓာဘောကိုညံရောက်တဲ့ပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေ